Coca-Cola က brand တည်ဆောက်ဖို့အတွက်ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုအများကြီးသုံးနေရတာကသူ့ရဲ့ competitor ဖြစ်တဲ့ Pepsi ကလည်းအများကြီးသုံးနေလို့ပဲဖြစ်ပါတယ်။အဲ့လိုပဲ Mercedes ကလည်းဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကို brand တည်ဆောက်ဖို့အတွက်သုံးနေတာသူ့ရဲ့ competitor ဖြစ်တဲ့ BMW တို့ကလည်းအများကြီးသုံးနေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အသေးစားလုပ်ငန်းလေးတွေအတွက်ကတော့ brand တည်ဆောက်ဖို့အတွက်အလောက်ငွေတွေအများကြီးသုံးစရာမလိုပါဘူး။ဘာလို့လဲဆိုတော့ brand သေးလေးတွေရဲ့ competitor တွေကသူတို့ brand ဘယ်လိုတည်ဆောက်မလဲသူတို့ရဲ့ brand story ကိုဘယ်လိုမျိုးဖော်ပြမလဲဆိုတဲ့ဥစ္စာကိုစဉ်းအောင်မစဉ်းစားမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အသေးစားလုပ်ငန်းလေးတွေအနေနဲ့ brand တည်ဆောက်ဖို့ဆိုရင်အဓိကအချက်နှစ်ချက်ပဲလိုပါတယ်။ပထမတစ်ချက်ကတော့တိကျပြတ်သားမှုပါပဲ။ကိုယ့်လုပ်ငန်းကဘာအတွက်ရည်တည်နေရလဲ customer တွေကိုဘယ်လိုတန်ဖိုးတွေပေးနိုင်တာလဲကိုယ့်ရဲ့အထူးခြားချက်ကဘာလဲ customer တွေကကိုယ့်စီကဝန်ဆောင်မှုယူတဲ့အခါအဓိကဘာတွေကိုခံစားရလဲဆိုတာကိုတိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်နံပါတ်2အဆက်မပြတ်လှုပ်ဆောင်ခြင်း consistency ဒုတိယတစ်ချက်ကတော့အဆက်မပြတ်ထက်လဲလဲလှုပ်ဆောင်ခြင်းပါပဲလူတွေကကိုယ့်အကြောင်းကိုပိုမြင်ရလေလေပိုကြားရလေလေကိုယ့်ကိုပို့ပြီးတော့မှတ်မိလေပါပဲအဲ့ဒီကနေမှတဆင်ကိုယ့်အကြောင်းကိုလူတွေကြားထဲပို့ပြောလာပြီးကိုယ့်ကိုပို့ပြီးတော့သိလာမှာပဲဖြစ်ပါတယ်အဆုံးမှာတော့အဲ့ဒီအချက်တွေကနေတဆင်ကို customer တွေကကိုယ့်စီကနေပြီးတော့မှပစ္စည်းတွေ service တွေကိုဝယ်ယူသုံးဆောင်မှာပဲဖြစ်ပါတယ်ဒီချက်နှစ်ချက်ကိုသာသေးစားလုပ်ငန်းရှင်တွေအနေနဲ့တေချာလေးလိုက်လုပ်မယ်ဆိုရင်တော့ကို brand ကိုအကောင်းဆုံးတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့